များရွယ်အားထည့်တယ်အားထည့်လို့အားလုံးမင်္ဂလာပါဒီနေ့အမေမြန်မာနိုင်ငံနေပို့လိုက်တဲ့ပုံရတော့ရောက်လာပါပြီအဓိကမှာလိုက်တာကတော့ဆေးမှာလိုက်တာလို့ဒါပေမဲ့အများရွယ်ဘာလေးထည့်လိုက်လဲဆိုတော့တူတူဖောက်ကြည့်ကြပါမယ်တော်တော်လေးဒီကဒီကနေ့ဘက်ကဂျာတာလေးနေရာမှာလိပ်စာလာတောင်းထားတာဆိုတော့ဒီ9ရက်လောက်ပဲကြာမယ်ဖြစ်နေညနေလို့တော့လက်ကောက်ကိုလည်းပို့လိုက်တာပါဟိုစတားကြောက်ပြီးထည့်ပြီးလိုက်တယ်လို့တော့ပြောရပါတော့ဒီကအဲ့ဒါပါမပါလဲတစ်ချက်ကြည့်ချင်လို့ပါဒီကရှေ့တစ်ခေါက်တော့လည်းစတားကြောက်မှာကဆန်းနေဖြတ်လိုက်ပြီးတော့မရလိုက်ပေါ့နော်အားကြောင့်လို့ဒီခေါက်ပါမပါတူတူဖောက်ကြည့်ပါမယ်ပုံရလေးပဲတော့ဘာမှဆေးပဲမှာလိုက်လို့နော်ဆေးပဲမှာလိုက်ဘာမှမမှာလိုက်အဲ့ဒါမှမသိအိုးညာရွယ်အဓိကမှာလိုက်တာကြည့်ရပါဒါတော့မရှိမဖြစ်ပါကျူတာကောပါတောက်တာဝေးညှိုးမိတဲ့ခဲကနေပြီးတော့ညှိုးမိတဲ့ကနေပြီးတော့အခုထိသုံးတာပေါ့နော်ဒီကတော့တကယ်တော့မရှိဖြစ်ဒီဂျပန်ရောက်တဲ့ဒီလေတခြားဟိုဝိုင်းမသုံးနေနဲ့ဒါပဲသုံးနေရပါတော့အဓိကမှာဒီဆေးရဲ့အရန်အခုရပိုင်းအရန်အေးလာပြီဆိုတော့ဟိုမစ္စတာဂရစ်နဲ့အလက်ဇန်တို့ဘာလို့ပေါ့နော်ဒီမျိုးဆေးရေးမှာလိုက်တာပေါ့နော်ဒီမဲ့အမီထိတ်လိုက်မှာဂျိုင်းဒင်းနဲ့ဟာရဲ့တော့အကျော်တော့ပါတယ်ပြီးတော့ဒီမွေးကားပါဆိုလို့ရှိရင်နန်းတပြေကစားလို့အောင်နေမှာပါပေါ့နော်ကွာလေးလိုက်တိုက်ပါတယ်ဒါပေမဲ့ကွာလေးကတာကြီးထုတ်ခံပေါ့နော်အဲဒါကြောင့်မို့ဒါတော့သုံးထုတ်ပါပြီးတော့အပြည့်ရလို့ဖြစ်ပါတယ်ဒီကမှဖောက်ကြည့်ပေါ့နော်ဒါလည်းမပြည့်ရဆိုပါဒါတော့ဥက္ကကလက်ဖက်နဲ့ထားရရတယ်ပေါ့နော်ဒါလက်ထုတ်ပါပါတယ်ပြီးတော့ဒါလည်းတောက်တောင်ရစီဘူးပါပါတယ်ဟောမှာဆုံးမှုအကျော်လုံးနောက်တစ်ခုပြီးတော့ Cuta Pro က Fish Cleanser ဒါလည်းတော်တော်ကောင်းတယ်ပေါ့နော်တော်တော်ကောင်းတယ်မင်းရနေကြပြီတော့အင်ချက်ကပြီးတော့မလာခေါ်ဆွဲဖြစ်တော့မလာဆက်ကနေလိုက်မရှိမဖြစ်စားရမှာပါပေါ့နော်ဒါနောက်ထပ်စရမ်းမဖတ်ထုတ်ပါမယ်ဒါကအင်ချက်ကပြီးကြပါထားပါတယ်မဖတ်ထုတ်ပြီးထပ်ထွက်လာတယ်ကျတော့ဒီကမှလိုက်တာဆေးဒီစာဂရစ်ရဲ့အလန်ဇင်ကျတော့ထားပါသိလိုက်ပြီပါဒါလည်းထည့်လိုက်ပါတယ်ဒါမချပါဒီချတော့ဒီလိုချပါဒါအရင်ကြိုက်ပါတယ်အဲ့ဒါကိုတစ်ခိုင်တော့တုတ်ပါတော့ဒါထုတ်ပါတယ်ကျတော့ဒါလည်းမပြီးဘူးထုတ်ပါမပြီးဘူးထုတ်တာတော့များတယ်ကျတော့ဒါထင်တယ်ဘုနော်စတားကြောင့်ဒါလို့ထင်ပါတယ်ဟုတ်ကတော့ဖောက်ကြည့်လိုက်တော့ကောင်းတယ်ဒီကတိစင်လေးစတားကြောင့်ကလေကောက်ကိုနဲ့မှလည်းတစ်ခါမှမပါဘူးပေါ့နော်အဲ့တော့ဒီတစ်ခါပါမပါရမ်းသိချင်နေပါလေရမ်းချောက်လို့ရေးထားတယ်ဒီမှာတော့ဒီကကောက်ကိုကနေပြီးသူတို့ထုတ်ပြီးလိုက်တာအိမ်ကထုတ်ပြီးလိုက်တာမဟုတ်ဘူးကောက်ကိုကနေထုတ်ပြီးလိုက်တာအိမ်ကထုတ်ပြီးလိုက်တာဒီတိုင်းပဲဒီမှာကောက်ကိုတစ်ချက်ပြန်ထုတ်ပြီးထားတယ်ဟုတ်ပါတယ်စတားကြောက်ပါနောက်ဆုံးမှရခဲ့ပါပြီစတားကြောက်ဟိုနောက်ဆုံးမှတကယ်ရခဲ့ပါပြီစတားကြောက်ပါအဲ့ဆိုတော့ဒီကောက်ကောင်းတယ်လို့ပြောမှာနော်ဒီကတ်ဆန်ဖြစ်နေတယ်မှာလည်းမပါသွားဘူးနော်အရင်တစ်ခါတော့ဆိုလို့ရှိရင်ကတ်ဆန်ဖြတ်သွားလို့ဆိုပြီးတော့မြန်မာနိုင်ငံအိမ်လည်းပြန်မရောက်ပါဘူးကိုရှိလည်းမရောက်လာပါဘူးဘယ်ရောက်မှမသိဘူးနော်ဒီတစ်ခါတော့တကယ်စတားကြောက်ပါလာပါပြီဒီကတော့coffee ဟုတ်ဒီ coffee ထဲမှာလေတိုင်းပုံစံကျေတိုက်ပုံလေးတို့ပြီးတော့ဆာလနော်မြင်တိုင်းဒါအပြေးစားဟုတ်ပါခုနကကျတော့ခက်နေတူချပြီးတော့မချပြီးတော့
ကွေးကောင်းဆိုလို့ရှိရင်အစိမ်းရောင်လေးလေးဆိုရင်အဲ့ဒီမှာမှဒီဝါရောင်လေးကွေးကောင်းဆိုဒီဝါရောင်ကိုကြိုက်ပါတယ်ဘာလို့လဲဘာကွာလဲတော့မသိပါဘူးဒီဝါရောင်ကိုကြိုက်ပါတယ်ကွေးကောင်းဆိုဒီကြတော့ဒါဟိုတလုံးကထိုင်းဘက်သွားတော့အမေဝင်လာပေးရပါတော့ကိုကိကဒါလေးတော့ဖြုတ်နေဆိုလို့ဒါလေးဝင်လာပေးပါတယ်အားလေးလည်းဖြတ်ပေးလိုက်ပါတယ်အမေကြတော့ဒီဖားထောက်တွေပါဒါလည်းထိုင်းရနေပြီးတော့ထိုင်းရနေဝယ်ပေးလိုက်တာရယ်ပြီးတော့အမေကိုယ်တိုင်ထုတ်ပေးလိုက်တာရယ်ပါပါတယ်အများကြီးပါပဲဒါပါပဲဒီတစ်ခါတော့စသားကြပါလို့အရင်ပြောပါတယ်ဒါပါပဲတက်တာပါ